တူနော်ငါ့ကိုယူလိုက်ရှာလေးကျွေးမယ်ထမင်းနဲ့ချက်ကျွေးမယ်နော်အိမ်မှာတနခါလေးနေလိမ့်ပြီးတော့ပဲနေအောင်ပဲနော်အများကြီးလုပ်စီရတော့မလို့ဟုတ်တယ်ကဲလောပါထွက်လာခဲ့တိုင်မင်းတစ်ခုအလဲလေးအောင်လေးပြန်ပြီးတော့တစ်ဖက်မှာရီရို e-sport ကဖြစ်ပါတယ်ဗျာနော်ရီရို e-sport ကအကောင်းဆုံးတော့တစ်ဖက်မှာတော့ရမယ်ဆရာကြီးတို့ချောင်းလိုက်မင်းနေရပြီချောင်းလိုက်မင်းနော်ပေါ်လင်း pressure လေးပေးထားသေးအောင်လင်းအလဲလေးအကုန်ပေးတော့တခါလေးတက်တာဗျာနော်အောင်လင်းတော့မပေါ့အလဲလေးနဲ့အပေါ်လင်းပေးထားတယ်5 second လောက်အရေးကြီးသွားတဲ့ battle တခုကိုပြန်လဲ3သက်နေနဲ့ပါခမ်းပတ်ဖို့လိုအပ်နေတာရီရော e-sport ကတော့လိုအပ်နေဆိုတော့မှဒူအတိုင်းထိုးတော့ပြေးဝင်လာ battle တခုမှလို့အမြင်လေးတော့ဖြည့်ရှင်းနိုးလဲဖြတ်ပိုင်းဝမ်းမတော့ကြာဝိုင်းဆိုတော့4 ဆိုင်ရအောင်ပါရအပေါ်လင်း Harry ဆမဖုန်းနဲ့တော့တောင်းမရတယ်မိကတောက်ရောက်ဦးမလားရှာအောင်မလားရှာသွားသေး6အဲတော့တော့ဖြတ်ခဲ့မင်းတို့ကယ်ရီပေးရဆိုတော့ပါငုံမင်းတောင်းလေးကိုဖြတ်ပြီးတော့ကပ်ပြီး2မတော့တောင်းဝိုင်းဆိုတော့3 ကြားမှာနိုးလားဖြတ်ပိုင်းနေရောက်3မတော့တောင်းမရှာတော့ဘူး4v2 ကြားထဲမှာတော့ failure နဲ့တပတ်ကလောက်ပဲကျန်တော့တဲ့အနေနဲ့တစ်ခုမှာပဲ Harry 2ပြီးတဲ့ damage မှာ4မတော့တောင်းကလောက် balancing ကျူဖျက်မေးလည်းမရတင်းဝါကိုယူရင်းနဲ့ game 1မှာတော့2 or die လုံးပြလိုက်ပြီဗျာနော်တကယ်ကောင်းတဲ့ player လေးအော်ကျန်